你要把弄下来嘛？我对了，你那是你妈也是年对了。你你说龙天话把nó sinh biết lại cả lẽ. 以前那嘛的啦，你不啦，偏到那前边的不弄了，喏，一让当家的绑架的你。我都你今天拿到这步是马里亚路路人你家人听喏。没对不哎啦。打生命工你家工男的，把你家地工都老样子咯。一让标价的你啦，哇，帮米都为他弄，为他一标价嘛。你今天拿到这步အခုလက်ရှိအချိန်တွေကတော့မြစ်ကျနာအချိန်တွေဒီလိုရှိနေပါလေ ချိုးရဲဘူးမချိုးရဲဘူးနေ့လေအပူဆက်ပြီးတိမ်မှာဆိုလို့မချိုးရဲဘူး ဟုတ်လားအဲ့ကြောင့်အခုကဒီမှာဟောလောက်တော့လေဝါမီနီဖုတ်ထားအဲ့မှာရေထဲမှာထည့်လိုက်သူတို့ရှောင်းကနေလေအဲ့မျိုးဖြစ်မှာဆိုလို့နောက်နေ့ကျဒီကန်ထဲမှာခုံချအောင်လမ်းသိနော်အခုကဒီကန်တီတီလေးဆိုတော့နော်ခုံချမှာဟုတ်လားမင်းကလေးတွေဆိုရင်လည်းမာလိုက်အောင်မယ်ဘောလီကောင်းဝတ်ထားကြနော်ဘောင်းမီတူတွေကောင်းဝတ်ထားကြအကြီးပျော်ပြီးမှပလက်ဆိုကြကုန်မယ်ပျော်အကြီးပျော်ပြီးမှပူလုံးလို့အဲ့ဆိုငါတော့နောက်နေ့ကျရင်ဒီအင်တာထဲမှာချိုးမယ်အင်တာခွက်ထဲမှာစိန်မှချိုးရမှာနော်ဘူတာအင်တာရှိနေကောင်းတယ်နော်ချိုးအဲ့ခွက်ထဲမှာမျက်နှာကြီးစိန်မှလေချိုးစိဒါလို့ချိုးမရတော့ဘူးလေညကျနာအချိန်တွေအခုအဲ့လိုတောင်ဖြစ်သွားပြီလဲနေလို့ကောင်းလိုက်တာအခုမှမန္တလေးကရန်ကုန်ကရေဘယ်လိုများနေကြမှာလဲမသိတော့ဘူးဟေးစားပါတယ်တော့မန္တလေးမှာနေတဲ့လူလဲငါတို့လူပဲပူနေမှာပဲသူတို့လဲအခုချိန်ဘူတာကိုတန်းနေရပဲကောင်းတယ်နော်ဟုတ်တယ်ရေခဲတော့ဖင်ခုထိုင်ထားမှအခုချိန်ကအရင်ကဆိုနေမြစ်ကျနာအရန်အေးတယ်တဲ့အရန်နေထိုင်လို့ကောင်းတယ်ဆိုမှအရန်ပြောကြနော်ဟုတ်တယ်အခုကတော့ကြောက်စရာကြီးလူတွေဖောက်ပြန်ကုန်ပြီလေတည်ရမလားအခုကကြောက်စရာကြီးပါလူတွေဖောက်ပြန်တာမဟုတ်သားယာတီဥတွေလည်းဖောက်ပြန်တယ်ဥမာငါတို့လူပေါ်တည်မလားဖောက်ပြန်ကြဖြစ်နိုင်လို့ရှိရင်မြစ်ကျနာမြန်မာနိုင်ငံကဘယ်လောက်ဖောက်ပြန်လဲဆိုနေတည်ရမလားမိမရှိရတာနဲ့နောက်မိမယူဖောက်ပြန်ပြီးနောက်မီးလင်းတာဖောက်ပြန်တာမျိုးတို့အမျိုးတွေခစ်စားတဲ့ခါကျတော့ယာတီဥတို့ကလိုက်ခစ်စားလာတာခစ်ကိုအခုချိန်လေးအခုမှတတိအခုချိန်ဆိုဟိုတယ်မှာအရန်လူအရန်ကြိတ်တိုးနေမှာပဲနော်ကောင်မမီးမလာဘူးမီးဆက်နှုံးပါအတူညာဟိုတယ်ပါဆိုတော့ဒေးကြီးမှာတသေးတွေပဲသွားနိုင်မှာဒီလားမီးဆက်နိုးပြီးတယ်တနာယူဘလောက်ဆိုတာရှိတယ်မီးဆက်နိုးရင်လည်းဒီလားအခင်ကြဆိုပတ်စံရှိတဲ့လူများဆိုတော့ဟိုတယ်သွားနိုင်မှာပတ်စံမရှိတဲ့လူတွေကတော့ဆိုရင်တော့ခြုံတိုးပေါ့ခြုံတိုးလည်းမကောင်းတော့ဆန်နေနေလေလာရအောင်ဖင်ပေးမှခြုံတိုးတော့ပေါ့အဲ့ဒါဆိုတော့နည်းနည်းတက်တာပေါ့ဒီအဲ့လိုလားအဲ့လိုပတ်စံရှိတဲ့လူအတက်တော့ကောင်းတယ်နော်ကောင်းတယ်ပတ်စံရှိတဲ့လူတော့ကဘယ်မှာနေကောင်းတယ်ဟိုနေဆက်နော်လာတက်ပြီးမှအေးအကုနဲ့ပဲထိုင်ပွတ်နေမလားအဲ့ဒါတော့မှလမ်းလျှောက်စရာမလိုတော့ဒက်လီကနေရှော့ကနေစီးရွားရုံပဲဒီလားမိုက်နေရောကြိုက်လိုက်တာအဲ့လိုမျိုးအဲ့ဒက်လီကနေမှတော့အေးအကုတက်ထားပြီးတည်းရဲ့မိုက်လိုက်တာဒါဆိုမန်လေးရရန်ကုန်ကလူဘာမှစိတ်ပူမနေနဲ့တိလားပတ်စံရှိနေကြရတာဘာမှပူစရာမလိုအမလေးလူသားဆိုတာအလွာရှိတယ်မန်လေးမှာနေတဲ့လူတွေလည်းအကုန်လုံးချမ်းသာနေတဲ့လူတွေမဟုတ်ဘူးငါတို့လူမျိုးပူအိုက်ပြီးမှရက်တောင်းတော့မရှိတဲ့လူတွေတပုံကြီးဟုတ်တယ်လေဒါပေမဲ့လည်းချမ်းသာတဲ့လူအတက်တော့ကောင်းတယ်လို့ပြောရလေချမ်းသာတဲ့လူတွေအတွက်တော့ငရဲပြီးမှတော့ကောင်းတယ်ဟုတ်တယ်နော်အဲ့ဒါကြီးနောက်မှာပြောနေနဲ့အဲ့ဒါဟုတ်တယ်ဒီနေ့တစ်ဖြက်ကတော့ဒီလောက်ပဲနော်နောက်နေ့ကျရင်နောက်တစ်ဖြက်ပြန်တင်ပေးမယ်နော်မြစ်ကြီးနားအချိန်ကြီးဘယ်လောက်ထိရှိနေလဲဆိုတဲ့အကြောင်းကိုပေါ့နော်အခုအချိန်ကြီးကတော့ဒီလိုလေးဖြစ်နေပါဒီလို